ကြီးတို့ငယ်ငယ်တုန်းကရွာနာမှာမြေကြောင်ကအိမ်ရှိနားမှာကတ်နေတာအခုတော့အိမ်နဲ့တော်ဝေးသွားတယ်ရွာနဲ့တော်ဝေးသွားတယ်မြေကြောင်တွေပြန်နေဆိုတာအဗဓမ္မထင်ရှားတယ်ကိုမွေးတဲ့ဒေသမှာပြန်ကြည့်လိုက်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းတော့ကိုင်းတော်တွေကြီးကျယ်ရှိတဲ့လက်ပံမင်းကြီးတွေကြီးတွေရှိတယ်တစ်ပင်ကြီးတွေကြီးတွေရှိတယ်ညဆိုလို့ရှိရင်စီကြုံနေကိုင်းတော်တွေကြားခွေးအားအော်တဲ့အတန်တွေကြားနေရတယ်ဒီနေ့ခေတ်သွားကြည့်လိုက်လို့ရှိရင်ကိုင်းမင်းဆိုတာဒီဟာလို့ပြောမှတော့ရှားသွားအောင်ရေပြင်းကြီးကကွင်းမြင့်ကြီးဖြစ်သွားတယ်ကွင်းမြင့်ကြီးဖြစ်ပြီးတော့အကုန်လုံးကစိုက်ခင်းနေဖြစ်သွားတယ်ပြောင်းလဲသွားပြီဆိုတော့မှမကြသေးခင်ပြောင်းသွားတာဒါတွေကဟိုရှိတော့ကဘုန်းကြီးတို့ရဲ့ရှေ့ဘက်ဟိုဘက်ကန်းကရွှေကုန်းနိုင်ဆိုရွာရှိတယ်အဲရွှေကုန်းနိုင်ရွာပြင်ထွက်လိုက်တာနဲ့တောကြီးတွေရှိတယ်လူတွေအထင်းခွေတဲ့အဲ့ဒီတောတဲ့သွားခွေရအခုဆိုလို့ရှိရင်တောင်ကြီးရောက်သည့်ထိုင်အောင်ပြန်တလင်းခတ်နေတယ်ဘာမှမရှိတော့သစ်ပင်ကိုမရှိတော့တောင်မောသစ်ပင်နေတော့တဖြည်းဖြည်းကုန်လာဘယ်နေရာမှသစ်ပင်နေရာအုပ်ဆိုင်နေတာမရှိဘူးပြောင်းလဲမှုတွေလို့ပြောရမှာဖြစ်တယ်ခက်ငယ်တော့တောင်ကြီးကိုတစ်ခါရောက်တယ်ကိုရင်မောတော့ညောင်ရွှေရောက်ရင်တောင်ကြီးသွားတယ်ညောင်ရွှေရောက်တယ်ယထာနဲ့သွားတယ်အဲ့ဒီတော့ကဆိုရင်ယထာလမ်းပေးမှဆိုရင်သစ်ပင်ကြီးတွေမောကြည့်လောက်အောင်ချီးတယ်ပေါ့ကလောတို့ဘာလို့ဆိုထင်းဥပင်ကြီးတွေကြီးခင်သွားကြည့်ရင်မရှိတော့ဘူးအဲ့ဒါပြောင်းလဲမှုတွေဆိုတာဘဝအတွင်းမှာပဲအများကြီးပြောင်းလဲသွားတယ်သမိုင်းကြောင်းကြည့်လိုက်မယ်ဆိုရင်ရှေးတုန်းကရန်ကုန်ဆိုတာတကုံဆိုတဲ့မြို့သေးသေးလေးပဲလေပင်လယ်ကမ်းစပ်မှာရှိတဲ့တကုံဆိုတဲ့မြို့သေးသေးလေးပဲဟန္တာဝတီဆိုတဲ့ပဲခူးကလည်းပဲပဲခူးမြို့မဖြစ်ခင်တော့ဆိုရင်ငှက်တောင်မှဟင်းသားတွေတောင်မှပဲတကောင်ပဲနားလာတယ်လို့ဆိုတာပဲကုန်းကအဲ့တော့ပြောင်းလဲနေတာပေါ့ပြောင်းလဲလာတဲ့အနေအထားတစ်ခုပြောပြတာဘယ်နေရာပဲဖြစ်ဖြစ်စင်တာဝရပြောင်းလဲနေတဲ့အရာတွေကြီးပဲအင်္ဂလိပ်လက်ထက်တုန်းကရွှေကုန်းဖျားပေါ်